လာပါရှင် Winston International School မှာကြိုဆိုပါရရှင် Winston International School ကို2012ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးမန္တလေးမြို့၏ပထမဦးဆုံး PSN Education Approve Center ဖြစ်ပါတယ်အင်္ဂလန်ပညာရေးကိုနှစ်ပေါင်း50ကျော်အတွေ့အကြုံရှိပြီး UK ရှိအကြီးဆုံး private college များတွင်တစ်ခုအပါအဝင်ဖြစ်သော David King College ၏အဖွဲ့ဝင်ကျောင်းလည်းဖြစ်ပါတယ်ကျောင်းကိုတည်ထောင်အုပ်ချုပ်သူများမှာပညာရေးနယ်ပယ်လောကမှာဆယ်စုနှစ်ကျော်ကျွမ်းကျင်တဲ့ပညာရှင်တွေဖြစ်ကြပါတယ်Winston International School သည် PSN ၏အကောင်းဆုံးကျောင်းအဖြစ်ဆိုရရှိထားသောကျောင်းလည်းဖြစ်ပါတယ်ရှင်။ Winston International School သည်ကမ္ဘာအဆင့်မီ UKPSN စာမေးပွဲတွင်ကမ္ဘာအမှတ်အများဆုံးရွှေရှင်များမြန်မာတနိုင်ငံလုံးအမှတ်အများဆုံးရွှေတံဆိပ်ဆုရှင်များAchievers from Windsor International School. Highest mark in the world for LSO Lower Secondary Mathematics. IGCSE စာမေးပွဲများတွင် A Star အပါအဝင်ဘာသာစုံရလက်ကောင်းများစွာရရှိသောကျောင်းသားကျောင်းသူများအားဝေထုတ်ပေးနိုင်သောကျောင်းဖြစ်ပါတယ်။ Winston International School တွင် Nursery မှ Sixth Form ညီရ13အထိအတန်းများကိုသင်ကြားပေးလျက်ရှိပါတယ်ရှင်။ Nursery အတန်းဟာအသက်3နှစ်မှ9နှစ်ကလေးများကို Learning Area 9ခုအပြင်မြန်မာ၊ဗတ်ကြီး၊ဂီတ၊အားကစားနှင့်မြမရိုးရာယဉ်ကျေးမှုများကိုလည်းသင်ကြားပေးပါတယ်ရှင်။ Primary Secondary အတန်းဟာ UKE PSN သင်ရိုးအတိုင်းလိုက်နာသင်ကြားပေးပြီးကလေးတိုင်းရရှိမဲ့အခွင့်အရေးကတော့ PSN ရဲ့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ပဲဖြစ်ပါတယ်။ဘာသာရပ်သင်ရိုးညွှန်နှံများအပြင်ခေတ်မီပြည်စုံသောစာကြည့်တိုင်း UKE အဆင့်မြင့်တင်ထားသော Library ICT Science Lab အားကစားစသည့်ပြည်စုံသော facility များလည်းထားရှိပေးပါတယ်။ UK PSN ၏အဓိကဘာသာရပ်များဖြစ်တဲ့အင်္ဂလိပ်၊သင်္ချာ၊သိပ္ပံအပြင်မြန်မာနှင့်လူမှုရေးဘာသာရပ်များလည်းသင်ကြားပေးပါတယ်။ဗတ်ကြီးဂီတအားကစားဓမ္မယူရာယဉ်ကျေးမှုနှင့်ဘာသာရပ်အလိုက်လက်တွေ့လှုပ်ဆောင်ရမယ် project များ assignment များနှင့်ဘတ်ဆောင်ထူးချွန်စေဖို့သင်ကြားပေးတာဖြစ်ပါတယ်။ IGCSE နှင့် IEL အတန်းများကိုနှစ်ပေါင်း20ကျော်အတွေ့အကြုံရှိသောဝါရင့်ဆရာဆရာမကြီးများနှင့် Well Trained Assistant Teacher များမှသင်ကြားပေးပါတယ်။ကျောင်းသားကျောင်းသူများတက်ရောက်လို့သောတက္ကသိုလ်တင်ယူလို့သောဘာသာရေးရွေးချယ်မှုများနှင့်ပတ်သက်ပြီးမှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ပညာရေးဆိုင်ရာဆွေးနွေးမှုများကိုအခမဲ့လက်ညှိုးကူညီပေးလျက်ရှိပါတယ်။ယခုဆိုရင် Winston မှ consultation အကူအညီဖြင့်ထူးချွန်ကျောင်းသားကျောင်းသူများကိုအင်္ဂလန်နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်များသို့ပို့ဆောင်ပေးနိုင်ခဲ့ပြီးအောင်မြင်စွာတင်ယူပြီးမြောက်ခဲ့ကြပြီဖြစ်ပါတယ်ရှင်။ English language program များကိုအတွေ့အကြုံရှိသော teacher များနှင့်သင်ကြားပေးလျက်ရှိပါတယ်။ General English, Academic English, IELTS နှင့် Professional Training Courses များကိုလည်း10စုနှစ်ကျော်အောင်မြင်စွာသင်ကြားပို့ချပေးနိုင်ခဲ့ပါပြီရှင်။နယ်မှလာသောကျောင်းသားကျောင်းသူများအတွက်ခေတ်မီပြည်စုံသောအဆောင်များလည်းစီစဉ်ပေးပါတယ်။အနာဂတ်ကလေးလူငယ်များပညာရေးတွင်ထူးချွန်ချမ်းမြေ့စေရန်သာမကယဉ်ကျေးလိမ္မာသိမ်မွေ့သောနှလုံးလှလူသားများအဖြစ်ဝေထုတ်ပေးနိုင်ရန်Winstonမှအစဉ်အမြဲစ조사လျက်ရှိပါရဲ့ရှင်။